မင်္ဂလာပါဂျပ်ကနေပြန်လဲကြိုဆိုပါရခင်ဗျာလူဘဝမှာရှင်တန်နေထိုင်ရင်းနဲ့တခါတလေကြာရင်ကျွန်တော်တို့ဟာအလွန်စမ်းကြဲတဲ့ခန်းစားချက်တစ်ခုကိုကြုံတွေ့ရတတ်ပါတယ်လမ်းပေါ်မှာပဲဖြစ်ဖြစ်ကော်ဖီဆိုင်လေးတစ်ဆိုင်မှာပဲဖြစ်ဖြစ်တစုံတစ်ယောက်နဲ့မတော်တဆမျက်လုံးချင်းဆုံတွေ့လိုက်ရတဲ့အချိန်ရှင်ထဲမှာဒိန်းကနေခုန်သွားပြီးအဲ့ဒီလူဟာကို့အတွက်စကြောရာကြီးကတီးတန့်ဖန်တီးပေးလိုက်တဲ့ဖူးစာပဲဆိုပြီးစက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ပြီးသွားတာမျိုးပေါ့ဘာကြောင့်မှမသိပဲသူ့ရဲ့အတန်သူ့ရဲ့အပြုံးသူ့ရဲ့လှုပ်ရှားမှုလေးတွေကကိုယ်နှလုံးသားကိုအပြည့်အဝလွှမ်းမိုးသွားပါတယ်ဒီခံစားချက်ဟာတခြင်းတွေဝတ္ထုတွေနဲ့ရုပ်ရှင်တွေထဲမှာပဲရှိတာမဟုတ်ပါဘူးတကယ်တမ်းစစ်တမ်းတွေကောက်ကြည့်တဲ့အခါမှာလေကမ္ဘာပေါ်ကလူသားအများစုဟာကိုယ့်အတွက်တည်တံ့ရည်ရွယ်ထားတဲ့ဖူးစာပတကယ်ရှိတယ်ဆိုတာနက်နက်ရှိုင်ရှိုင်ယုံကြည်ကြပါတယ်ဒါပေမဲ့ဒီနေရာမှာခေါင်းအေးထားပြီးစင်ကျင်တို့တရားနဲ့ခဏလောက်စဉ်းစားကြည့်ရအောင်တကယ်ပဲကောင်းကင်ဘုံဒါမှမဟုတ်စကြောရာကြီးကကို့အတွက်တည်တံ့လူတစ်ယောက်ကိုတည်တံ့ဖန်တီးပေးထားတာလားဒါမှမဟုတ်ဒါဟာကိုခလင်းမွေးမြူပြီးလူသားမျိုးနွယ်တွေကမ္ဘာပေါ်မှာဆက်လက်ရှင်သန်ကြံ့ရစ်စေဖို့အတွက်သဘောတရားကကို့အုံနောက်ကိုကွန်ပျူတာတစ်လုံးလိုဟက်လုပ်ပြီးကိုမျက်စိကိုကမ်းပစ်လိုက်တဲ့ဓာတုဗေဒအစိတ်ရဲ့လက်ကွက်ကြီးတက်ပဲလားဒီနေ့ဗီဒီယိုထဲမှာတော့ကို့အုံနောက်ထဲကလျှို့ဝှက်တခွဲခန်းတဲ့ကိုကျွန်တော်တို့အတူတူဆင်းပြီးအချစ်ရဲ့နောက်ကွက်ကစမ်းကျင်လာတဲ့လျှို့ဝှက်ချက်တွေကိုတစ်ခုချင်းစီအပြေရှာသွားကြပါမယ်အချစ်ဆိုတဲ့အုံနောက်ဓာတုဗေဒကနေစလို့လွန်ခဲ့တဲ့နှစ်တန်းချီကစင်ကန်းဖြစ်စဉ်သမိုင်းကိုယ့်ရဲ့အချစ်စိတ်အပေါ်ကုမ္ပဏီတွေကခေါင်းပုံဖြစ်အမြတ်ထုတ်နေတဲ့လျှို့ဝှက်ချက်တွေနဲ့နောက်ဆုံးမှာကိုယ့်အိတ်ခမ်းတဲ့ကအချစ်ရေးကိုနိုင်ငံတော်အစိုးရတွေကနောက်ကွယ်ကနေဘလို့ထိန်းချုပ်ကြိုးကင်နေလဲဆိုတဲ့အထိအလွှာအားလုံးကိုအစားကနေအစုံဆွေးနွေးပေးသွားပါမယ်ဗီဒီယိုအဆုံးမှာတော့ကိုယ့်ရဲ့အချစ်ပေါ်အမြင်တွေလုံးဝပြောင်းလဲသွားစေမယ်လို့ကျွန်တော်ရဲရဲကြီးအာမခံနေဗျဒါကြောင့်အဆုံးထိအတူတူဆက်ပြီးကြည့်ရှုလိုက်ကြရအောင်အဖေတွေကိုမလိလာခင်ရွှေညီကိုတွေကိုအင်္ဂါစာချုပ်တစ်ခုနဲ့ဥပမာပေးပြီးမေးခွန်းလေးတစ်ခုမေးပြရစီလူတွေဟာဘာဖြစ်လို့တစ်နှစ်တာမှမဟုတ်နှစ်ချီပြီးအင်္ဂါစာချုပ်တွေကိုလက်မှတ်ထိုးပြီးနေထိုင်ကြတာလဲစဉ်းစားကြည့်ရင်အင်္ဂါဖြစ်တဲ့သူကလည်းနောက်ရက်ကျရင်ပိုလှပိုဈေးပေါ်တဲ့တိုက်ခန်းတွေကိုတွေးနိုင်တယ်လို့အင်ရှင်ကလည်းနောက်ရက်ကျရင်ပိုပြီးစနစ်ကျနေမဲ့အင်္ဂါကောင်းတစ်ယောက်ကိုတွေးနိုင်တာပဲမဟုတ်ဘူးလားအမြဲတမ်းပိုကောင်းတဲ့ရွေးချယ်ခွင့်တွေကအပြင်မှာရှိနေပါတယ်ဒါပေမဲ့နှစ်ဖက်စလုံးကအဲ့ဒါကိုတီးလျက်နဲ့ဘာလို့လက်မှတ်ထိုးပြီးကိုကန်သက်ပစ်လိုက်ကြတာလဲအဖြစ်ကရိုးရိုးလေးပါနေ့တိုင်းပိုကောင်းတဲ့တိုက်ခန်းတွေပိုကောင်းတဲ့အင်္ဂါတွေကိုလိုက်ရှာနေတဲ့အလုပ်ဟာအလွန်ပဲပင်ပန်းပြီးငွေကုန်ကြီးကြများတဲ့အတွက်ကြောင့်ပါဒါကြောင့်နှစ်ဖက်စလုံးကဒီလောက်ဆိုတော်လောက်ပြီးငါတို့ရှာဖွေမှုကိုရပ်တန့်ပြီးရေရှည်အတွက်အတူတကွယင်းနှမြုံနှံကြဆိုပြီးရေရှည်လက်တွဲဖို့ဂတိကဝတ်စာချုပ်တစ်ခုကိုချုပ်ဆိုလိုက်ကြတာဖြစ်ပါတယ်လူသားတွေအခြေကလည်းအဲ့လိုပါပဲကို့အတွက်ရာနှုန်းပြည့်ပြီးစုံတဲ့ကဘာပေါ်မှာအကောင်းဆုံးလူကိုလိုက်ရှာနေဖို့ဆိုတာလက်တွေ့မှာမဖြစ်နိုင်တယ်လို့အချိန်နဲ့စွမ်းအင်အလွန်ကုန်ကြပါတယ်ဒါကုစိတ်ပညာရှင်တွေကအချစ်ရှာတာမရဲကြသလိုပဲလို့တင်စားကြတယ်ဗျဒီရှာဖွေမှုအဆုံးမရှိဖြစ်နေမဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်တဘာဝတရားကကို့အုံနောက်ထဲမှာအချစ်ဆိုတဲ့ဇီဝဗေဒဆိုင်ရာအင်္ဂါစာချုပ်ကိုရိုက်နှိပ်ပေးလိုက်တာပါကို့ကတစုံတစ်ယောက်ကိုချစ်မိသွားတဲ့အခါကို့အုံနောက်ကကဲတော်ပြီအခြားလူတွေကိုထပ်မရှာနေတော့ဒီလူနဲ့ပဲလက်မထိုးပြီးမြဲမြံအောင်တွဲတော့ဆိုပြီးကိုယ့်ရဲ့အာယုံကိုအဲ့လူတူတဲ့အပေါ်မှာပဲလုံးဝတော့ခတ်ပိတ်ပစ်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့တဘာဝတရားကဘာဖြစ်လို့ကျွန်တော်တို့ကိုဒီလိုအသင်းချက်လက်မထိုးခိုင်းရတာလဲအဖြစ်ကိုသိဖို့လွန်ခဲ့တဲ့နှစ်ပေါင်းတန်းချီတဲ့အချိန်စီကိုပြန်သွားကြည့်ရအောင်လွန်ခဲ့တဲ့နှစ်ပေါင်းတန်းချီတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘိုးဘွားတွေဖြစ်တဲ့ရှေးဦးလူသားတွေဟာအခြားတိရစ္ဆာန်တွေလိုလေးဘက်ထောက်လမ်းလျှောက်ရကနေခြေနှချောင်းနဲ့မတည့်ရလမ်းလျှောက်လာကြတယ်ဗျဒီလိုမတည့်ရလမ်းလျှောက်လိုက်တဲ့အခါမှာအံ့ဩစရာကောင်းတဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကြီးဖြစ်သွားပါတယ်အဲ့ဒါကတော့အမျိုးသမီးတွေရဲ့တင်ပစုံရိုးဖွဲ့စည်းပုံဟာချင်းမြောင်းသွားတာပဲဖြစ်ပါတယ်တပြိုင်နက်တည်းမှာပဲလူသားတွေဟာအသိဉာဏ်ပူကောင်းလာပြီးဦးကောင်းတဲ့အုံနောက်အရွယ်စားကပူကြီးလာတယ်ဗျဒီနေရာမှာသားဖွားမှုဆိုင်ရာအကျက်အတဲ obstetrical dilemma ဆိုတဲ့ပြဿနာကြီးစတင်ပါတယ်ကလေးရဲ့ကောင်းကပူကြီးလာပြီးမိခင်ရဲ့မွေးလန်းကြောင်းကပူကျင်းသွားတဲ့အတွက်လူသားကလေးငယ်တွေဟာအမေဝမ်ပိုက်ထဲမှာအခြားတိရစ္ဆာန်တွေလိုအပြည့်အဝဖွံ့ဖြိုးပြီးမှမွေးဖွားလာဖို့မဖြစ်နိုင်တော့ပါဘူးတကယ်လို့တမထက်ပူကြီးထွားအောင်ဘိုက်ထဲမှာဆက်ထားရင်မိခင်ရောကလေးပါမွေးဖွားချိန်မှာတည်ဆုံသွားနိုင်လို့ပါတိတ်ကလက်အုပ်ဒါမှမဟုတ်မြင်းတွေရဲ့ရင်သွေးတွေဟာမွေးပြီးမိနစ်ပိုင်းအတွင်းမှာပဲကိုယ့်ခြေထောက်ပေါ်ကိုရက်ပြီးပြေးလွှားနိုင်ကြပေမဲ့လူသားကလေးငယ်တွေကတော့မွေးဖွားချိန်မှာအုံနောက်ရဲ့25%ပဲဖွံ့ဖြိုးသေးတာဗျလုံးဝကိုအကူအညီမဲ့ပြီးအရွယ်ရောက်ဖို့နှစ်ပေါင်းများစွာအထိမိခင်ရဲ့စောင့်ရှောက်မှုကိုခံယူရရှာပါတယ်အဲ့ဒါတွေတမကသေးပါဘူး
ရှေးဦးမိခင်တွေဟာခလေးကိုအခြားမြောင်းဝင်တွေလိုကြောပေါ်မှာကတ်တွယ်ခိုင်းထားလို့မရတော့ပဲလက်မောင်းနဲ့အမြဲပွေးချီထားရတဲ့အတွက်အနေရရှိတဲ့တောရိုင်းမြေမှာအစာရှာဖို့နဲ့ကိုကောက်ကွယ်ဖို့လုံးဝကိုမလွယ်ကူတော့ဘူးဗျတကယ်လို့ရှေးဦးလူသားဖခင်ဖြစ်သူကခလေးမွေးပြီးတာနဲ့မိခင်နဲ့ခလေးကိုစွန့်ပစ်ပြီးထွက်ပြေးသွားမယ်ဆိုရင်အဲ့ဒီခလေးငယ်ဟာရပ်ပိုင်းအတွင်းမှာပဲတေဆုံးသွားမှာဖြစ်ပြီးအဲ့ဒီဖခင်ရဲ့မျိုးရိုးဗီဇကလည်းကဘာမြေပုံကနေတပါတဲ့ပျောက်ကွယ်သွားမှာပါဒါကြောင့်သဘာဝတရားကမိဘနှစ်ဦးစလုံးခလေးငယ်ကိုအတူတကွပူးပေါင်းဆောက်ရှောက်ဖို့အတွက်အချင်းချင်းကြားမှာခွင့်မရတဲ့ကော်တစ်ခုကိုစီးနှောင်ထားမယ်ဇီဝဗေဒဆိုင်ရာအာမခံချက်ဒါမှမဟုတ်ဂတိကဝေကရိယာတစ်ခုကိုတည်ထွင်ပေးခဲ့ရပါတော့တယ်အဲ့ဒီကရိယာရဲ့နာမည်ကတော့အချစ်ဖြစ်ပြီးသဘောတရားကအဲ့ဒါကိုကိုယ်အုံနောက်ထဲမှာဟော်မုန်းတွေနဲ့စတင်အသက်သွင်းလိုက်တာဖြစ်ပါတယ်ဒါဆိုရင်သဘောတရားကကျွန်တော်တို့ကိုတစုံတစ်ယောက်နဲ့ဖူးဆာဆုံးပြီးလို့ထင်မှတ်သွားအောင်ဘလို့ဓာတုဗေဒလှည့်ကွက်တွေတုံးပြီးထိန်းချုပ်လိုက်တာလေသူတိတနာတွေအရာအတိကလှည့်ကွက်၃ခုရှိတယ်ဗျပထမဆုံးလှည့်ကွက်ကတော့ဒိုပါမင်းဖြစ်ပါတယ်ကိုချစ်သူရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါဒါမှမဟုတ်သူ့ရဲ့ဓာတ်ပုံကိုကြည့်လိုက်တဲ့အခါကိုအုံနောက်ရဲ့ဆုလက်ဖို့ချက် robot system တွေဟာမြပွင့်မတက်တက်ကြွလာပြီးကိုပျော်ရွှင်ကြည်နူးစေတဲ့ဒိုပါမင်းဓာတ်ဖြစ်စီတွေကိုအလုံးအရှင်းနဲ့ထုတ်လွှတ်လိုက်ပါတယ်အဲ့ဒီခံစားချက်ဟာတကယ်တမ်းတော့မူရစေဝါတစ်မျိုးဖြစ်တဲ့ကိုကိန်းသုံးဆွဲလိုက်တဲ့အချိန်မှာဖြစ်ပေါ်တဲ့ခံစားချက်မျိုးနဲ့ထပ်တူနေပါတူညီနေပါတယ်ကိုအလုံးမစိတ်လို့ရှားစေပြီးအဲ့ဒီတူကိုမတွေ့ရမချင်းမနေနိုင်မထိုင်နိုင်ဖြစ်သွားစေတဲ့ဆွဲလန်းမှုကိုဖြစ်ပေါ်စေတာဖြစ်တယ်ဗျဒုတိယလက်ကွက်ကတော့ဆီရိုတိုနင်ပြက်လက်ခြင်းဖြစ်ပါတယ်အချစ်ဦးအစစ်မှာကိုအုံနောက်ထက်ကဆီရိုတိုနင်ဆိုတဲ့စိတ်ခံစားချက်ထိညစ်ပေးတဲ့တပြက်စီဟာရုပ်တရက်အလွန်မင်းထိုးကျသွားတယ်ဗျဒီလိုဆီရိုတိုနင်ကျဆင်းသွားတဲ့အခြေအနေဟာစိတ်ဆွဲလန်းလွန်ကဲယောဂ OCD ရှိသူတွေရဲ့အုံနောက်အခြေအနေနဲ့လုံးဝသွားတူနေပါတယ်အဲဒါကြောင့်မလို့ပဲကိုရဲ့ချစ်သူကြောင့်ကိုတနေ့တာရဲ့85%ကနေ100%အထိအချိန်ပြည့်ဆွဲလန်းလက်တန်းတနဲ့တွတ်တုံးနေမိတာဖြစ်တယ်ဗျတတိယလက်ကွက်ကတော့အုံနောက်အစိပ်ပိုင်းအချို့ကိုပိတ်ပစ်တာဒါမှမဟုတ်မျက်ကန်းအချစ်ဖြစ်ပါတယ်အဲ့ဒါကတော့အစိုးဆုံးလက်ကွက်ပဲဖြစ်တယ်ဗျကိုချစ်မိသွားတဲ့အခါသဘောတရားကကိုရဲ့အုံနောက်ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ prefrontal cortex နဲ့ကြောက်ရွံ့ခြင်းနဲ့ဘေးနီးရကိုသတိပြုတဲ့အပိုင်း amygdala တွေကိုတက်ကြွနဲ့ကိုပိတ်ပစ်လိုက်တာဗျအဲ့ဒါကြောင့်မလို့ကိုချစ်သူမှာဘလို့စိုးကွက်ဘလို့အမားတွေပဲရှိနေပါစေကိုမျက်စိထဲမှာတော့သူကပြည့်စုံနေပုံရတာပါဒါဟာကိုခလင်းမွေးမြူရေးရဲ့ကကဲပင်ပန်းမှုတွေကိုကြိုတင်မတွေးတောမိစေပဲဘာကူမှမကြောက်မရွံ့ပဲဆက်ဆံရေးတဲ့ကိုဒုံဆိုင်တွန်းဝင်သွားစေဖို့သဘောတရားကကိုမျက်စိကိုအစိတ်ရည်နဲ့ခက်တာကမ်းပစ်လိုက်တဲ့အာယုံကြောဆိုင်ရာပိတ်ဆို့မှုဖြစ်ပါတယ်ဒါတွေနဲ့မကသေးဘူးဗျအချင်းချင်းမှာအလွန်စမ်းကြဲတဲ့စိတ်ပိုင်းဆိုင်ရာဖြစ်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုလိလူရှူးတဲ့သူကိုပြမချစ်နိုင်တဲ့သူကမှပိုပြီးယူတတ်ဆွဲလန်းမိတတ်သွားတာပဲဖြစ်တယ်ဗျအဲ့ဒီဖြစ်ရကိုလူတော်တော်များများကြုံဘူးကြမှာပါကိုအဖို့အလေးမထားတဲ့သူဖုန်းခေါ်ရင်ချက်ချင်းပြန်မဖြေတဲ့သူကမှစိတ်ထဲမှာပူပြီးတန်းဆွဲဖြစ်နေကြတာမြင်မှုတယ်မလားဒါကိုစိတ်ပညာရှင်တွေကကာစီနိုကလောင်ကစားဆက်အလုပ်လုပ်ပုံနဲ့နိုင်ရှင်ပြထားပါတယ်လောင်ကစားဆက်တွေဟာကိုအချိန်တိုင်းဆုလက်မပေးပါဘူးရံပယံကခမရခတ်တဲ့အချိန်ကြမှာပဲဆုလက်ကိုပေးတာဖြစ်တယ်ဗျဒီလိုရံပယံကအားဖြည့်မှုကြောင့်လူတွေဟာပတ်စံကိုအကုန်ခံပြီးဆက်ရှိကနေမထတန်းစရိုက်ကစားနေမိတာပါအချင်းမှလည်းအဲ့တိုင်းပါပဲကိုပေါ်ကောင်းလိုက်ဆိုးလိုက်လူရှုလိုက်တဲ့မရေရာမှုတွေကိုပေးနေတဲ့လက်တွဲဖော်စီကရံပယံကရရှိလိုက်တဲ့အချင်းရိပ်လေးတစ်ခုဒါမှမဟုတ်စာတိုလေးတစ်စောင်ဟာကိုအုံနောက်ထက်ကဒိုပါမင်ဓာတ်တွေကိုပေါက်ကွဲထွက်စေပြီးအလွန်မင်းဆွဲလန်းစေတဲ့အချစ်အသားစီဆွဲဆောင်မှုကိုဖြစ်စေပါတယ်ကိုအုံနောက်ကမျောလင့်ထားတဲ့ဆုလက်ကိုချက်ချင်းမရပဲကြမ်းကြာနေတဲ့အခါဒိုပါမင်ထွက်မှုစနစ်ကိုပုံမိုးရှိကြအောင်တွန်းအားပေးလိုက်တာမို့လို့ကိုရဲ့စိတ်ထဲမှာအဲ့ဒီတူကိုရာယုပိုင်ဆိုင်လိုစိတ်တွေတာမရစီမရပုံမူတောက်လောင်လာတာဖြစ်ပါတယ်ဒါဆိုရင်သဘောတရားကကိုတလုံးဒီလိုယူတွတ်လှုပ်ရှားတဲ့အခြေအနေကြီးထဲမှာထားမှာလားမဟုတ်ပါဘူးဒီလိုစိတ်ဖိစီးမှုများပြားလာတဲ့အခြေအနေကြီးထဲမှာစစ်စစ်မပြတ်နေထိုင်ရရင်ကိုရဲ့ခန္ဓာကိုယ်ဟာတတန်းတူသွားလိမ့်မယ်ဗျအဲ့ဒါကြောင့်မလို့ဆက်ဆက်ရေးတတန်းတစ်နှစ်ကနေ2နှစ်ကြာအုံနောက်ဓာတုဗေဒဟာနောက်ထပ်အဆင့်တစ်ခုကိုထပ်မံကူးပြောင်းပါတယ်အုံနောက်ဟာစိတ်လှုပ်ရှားစရာဒိုပါမင်တွေအစားတင့်ကိုအေးဆေးတည်ငြိမ်စေတဲ့အောက်ဆီတိုစင်နဲ့ vasopressin ဆိုတဲ့ဟော်မုန်းတွေကိုအစားထိုးထုတ်လွှင့်ပေးလိုက်တယ်ဗျအဲ့ဒီဟော်မုန်းတွေကကိုလက်တွဲဖို့အပေါ်ယုံကြည်မှုစိတ်ချရမှုနဲ့လုံခြုံမှုတွေကိုပေးစွမ်းပြီးပြင်းပြတဲ့အချစ်ကိုနှက်ဆိုင်တဲ့တန်ရောစင်အဖြစ်ပြောင်းလဲပြလိုက်တာဖြစ်ပါတယ်အဲ့ဒီစီမှာစိတ်ဝင်စားစရာကောင်းတဲ့ငါတို့ပြောင်းလဲမှုကြီးစတင်နေဗျလူတွေဟာနှက်ဆိုင်တဲ့အတန်ရောစင်ဖြစ်ပေါ်လာတဲ့အခါမိမိကိုယ်တည်တတ်လူတစ်ယောက်ဖြစ်မတွေးတော့ပဲဘာပဲပြောငါတို့ဘဝကတော့ဆိုပြီးအမြဲတမ်းအများကိန်းနန်းစားတွေကိုအလိုလိုသုံးဆွဲလာကြပါတယ်ဒီလိုမိမိရဲ့ကိုယ်တွေနဲ့ဖြစ်တည်မှုတွေကိုတစ်ဖက်လူရဲ့ဖြစ်တည်မှုကိုပါထည့်သွင်းပေါင်းစပ်လိုက်တဲ့အခါတည်မှုအပြန်အလှန်မိခိုမှုစနစ်ဟာမိဘနှစ်ဦးစလုံးစိတ်တူကိုယ်တူနဲ့ကလေးငယ်ကိုမျိုးဆက်ပြန်ပွားအောင်မြင်းပြုစုပြူထောင်နိုင်ဖို့အတွက်တဘာဝတရားက
တိဆောက်ပြီးထားတဲ့အလွန်အစွမ်းထက်လာတဲ့ဆက်ဆက်ရဲ့အုံနောက်ရဲ့အလားဆုံးပန်းနိုင်တစ်ခုဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့ဟာအခြေရဲ့ဇီဝဗေဒနဲ့စင်ကဲဖြစ်စဉ်အခြေခံတွေကိုကောင်းကောင်းနားလည်သွားကြပါပြီဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတဘာတရားကဖန်တီးပေးထားတဲ့ဒီချစ်စိတ်နဲ့ဝါသနာကိုခက်တဲ့စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ corporation ကြီးတွေကနောက်ွက်ကနေဘလို့များအမျက်ထုတ်နေကြလဲဆိုတာပါပဲဒီနေရာမှာ passion test အလုပ်ပေါ်ချစ်စိတ်ကိုအခွန်ကောက်ခြင်းဆိုတဲ့အယူဆအသစ်တစ်ခုပေါ်လာတယ်ဗျDash တက္ကသိုလ်ရဲ့2020ခုနှစ်သုတေသနပြုချက်အရကုမ္ပဏီတွေဟာမိမိအလုပ်ပေါ်မှာချစ်မြတ်နိုးစိတ်ရှိတဲ့ဝါဒနာကြီးတဲ့ဝန်ထမ်းတွေကိုပုံမှန်ထက်ပုံမခေါင်းပုံဖြတ်အမျက်ထုတ်လို့ရှိတာကိုတွေ့ရပါတယ်လူအဖွဲ့အစည်းမှာလူတဦးဟာသူ့အလုပ်ကိုသူချစ်မြတ်နိုးတယ်လို့ထင်ရှားရင်မန်နေဂျာတွေနဲ့အလုပ်ရှင်တွေကအဲ့ဝန်ထမ်းကိုအချိန်ပို OT အလကားဆင်းခိုင်းတာအလုပ်ဖော်ပြချက်တွေမှာမပါတဲ့အလုပ်ကိုခိုင်းစေတာအရင်ပြက်ခံပြီးမိသားစုချင်းတွေကိုစတေးခိုင်းတာမျိုးပြုလုပ်ဖို့ပုံမလွယ်ကူတော့တတ်ကြပါတယ်အကြောင်းရင်းကတော့သူကအဲ့အလုပ်ကိုဝါဒနာပါတာပဲဝါဒနာကသူ့အတွက်ဆုလက်ပဲလေးဆိုပြီးစိတ်ပိုင်းဆိုင်ရာစင်ကြေပေးတယ်သူတို့ရဲ့အမျက်ထုတ်မှုကိုတရားဝင်ဖြစ်အောင်ပြုလုပ်လိုက်ကြလို့ပဲဖြစ်ပါတယ်Social logic အရင် Church ကသူမရဲ့စာအုပ် Literary with Passion မှာရှင်းပြထားတာကခေတ်လူဖွဲ့စည်းဟာအလုပ်ကိုင်မတည်ငြိမ်မှုတွေကြောင့်ပုံမပူပန်လာရတဲ့အတွက်လူငယ်တွေဟာငါဘလို့ပဲဖြစ်ဖြစ်အလုပ်ပြုတ်နိုင်တာပဲဒါကြောင့်ငါဝါဒနာပါရာလေးကိုပဲရှာပြီးလုပ်တော့မယ်ဆိုတော့စစ်ပိုင်းဆိုင်ရာစီးတစ်ခွက်ပြည့်ဝါဒနာနောက်ကိုလိုက်ကြပါတယ်ဒါပေမဲ့ဒါဟာအလုပ်ရှင်တွေအတွက်အလွန်အဖိုးတန်တဲ့အခမဲ့လုပ်အားဖြစ်သွားပြီးဝန်ထမ်းတွေပေါ်ခေါင်းပုံဖြတ်မှုကိုယဉ်ကျေးမှုရာတရားဝင်ဖြစ်စေတယ်ဗျဒါကြောင့်ကိုယ့်ရဲ့ဝါဒနာနဲ့အချစ်စိတ်ကို corporation ကတစ်ဖက်သက်အမြတ်မထုတ်နိုင်အောင်ကိုယ့်ရဲ့ဘဝရဲ့အတိတ်ပဲဖန်တီးမှုစနစ်ကိုအလုပ်ပြင်ပဝါဒနာရေးစီမှာပါခွဲဝေဖြတ်ချက်ထားဖို့လိုအပ်ပါတယ်ဒါတင်ဘယ်လားဆိုတော့မဟုတ်သေးဘူးခင်ဗျအစိမ့်မြင့်ဆုံးလိုအပ်ချက်ကတော့နိုင်ငံတော်အစိုးရတွေကကိုယ့်ရဲ့အချက်ကိုယ့်ရဲ့အိမ်တော်ကြီးနဲ့ကလေးမှုဖွားတာကိုသူတို့ရဲ့နိုင်ငံရေးစီးပွားရေးနဲ့လူဦးရေကြီးမှန်းချက်တွေတော့ကလကနောက်ွယ်ကနေဘလိုမျိုးကြိုးကန်အတုံးချနေတယ်လဲဆိုတာပါပဲဒါကိုပြင်သစ်သွေးခေါ်ပညာရှင်မိုက်ကယ်ဖူကူကဇီဝနိုင်ငံရေး theory ဖြစ်သတ်မှတ်ခဲ့တယ်ဗျ။တမိုင်းဝင်ထင်ရှားတဲ့ဥပမာ၃ခုကိုကြည့်အောင်။နံပါတ်1စင်ကာပူအစိုးရရဲ့ dating app ပွဲစားလုပ်ခြင်းစင်ကာပူနိုင်ငံဟာတမိုင်းတစ်လျှောက်မွေးဖွားနှုန်းကျဆင်းမှုကိုတားဆီးဖို့အတွက်ပြည်သူတွေရဲ့အခြေအရေးကိုအနီးကပ်ဆုံးကြိုးကန်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။1980ပြည့်လွန်နှစ်များကလူဦးရေမများပြားစေဖို့အတွက် Start Up to ကလေးနှစ်ဦးသာရှိပါမူဝါဒဆိုကိုကျင့်သုံးပြီးကလေးပိုယူသူတွေကိုစရုံစရိတ်တိုးမြင့်တာမွေးဖွားခွင့်မပေးတာစတာတွေနဲ့ဖိအားပေးပါတယ်ဒါပေမဲ့မွေးဖွားနှုန်းအလုံးမဲ့ကျဆင်းသွားတဲ့အခါ1989ခုနှစ်မှာ Hatry or More 3ဦးဒါမှမဟုတ်အဲ့ထပ်ပိုယူပါစတဲ့မူဝါဒကိုပြောင်းလဲခဲ့ပြီးပညာတတ်ပြည်သူတွေချိန်သွေးစေဖို့ Social Development Unit ဆိုတဲ့အစိုးရကိုယ်တိုင် matchmaking ဌာနကိုတည်ထောင်နေပြလူငယ်တွေက SDU ကို Single S break and Duckly ဆိုပြီးတော့မှလှောင်ပြောင်ခဲ့ပါတယ်။အန်ဟောဆရာအကောင်းဆုံးကတော့မကြာသေးမီက2026ခုနှစ်ချစ်သူများနေ့မှာစင်ကာပူယဉ်ကျေးမှုဝန်ကြီးဌာနကလူငယ်တွေပုံမချင်းတွေ့လာစေဖို့အတွက်နာမည်ကြီး dating app ဖြစ်တဲ့ Coffee Mate Bigger CNB နဲ့တရားဝင်ပူးပေါင်းပါတယ်။ CNB အသုံးပြုတဲ့လူငယ် single တွေကိုပြတိုက်တွေ concert ပွဲတွေမှာတွားရောက်ချိန်တွေ့နိုင်ဖို့အတွက်တဦးကိုစင်ကာပူဒေါ်လာ100တန်ဖိုးရှိတဲ့ SC Gacha Best Credit တွေကိုအလကားပေးဝေပြီးနိုင်ငံတော်က dating app တွေကိုသူတို့ရဲ့လူဦးရေမူဝါဒဖြန့်ချီရေးလမ်းကြောင်းအဖြစ်တရားဝင်ကို upload ကအသုံးချခဲ့တယ်ဗျ။နံပါတ်2ရိုမေးနီးယားအာဏာရှင်ရဲ့တအိမ်များကိုနိုင်ငံပိုင်ပြုလုပ်ခြင်းတမိုင်းမှာအဆိုးအဆုံးဖြစ်ရကတော့1966ခုနှစ်ကရိုမေးနီးယားအာဏာရှင်နီကိုလိုင်းချာရှက်စကူပြဋ္ဌာန်းခဲ့တဲ့ဥပဒေ980ပဲဖြစ်တယ်ဗျ။တိုင်းပြည်လူဦးရေအသိဉာဏ်တိုးတက်စေဖို့အတွက်ကိုဝင်ဖြတ်ချတာနဲ့တတိသားတာမှန်သမျှလုံးဝပိတ်ပင်ပါတယ်။လစဉ်အမျိုးသမီးတွေကိုလျှို့ဝှက်ရေးတပ်ဖွဲ့တွေကမီးရက်စစ်ဆေးတာတွေပြုလုပ်စေပြီးကိုဝင်ရှိမရှိစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။ကလေးမရှိတဲ့ဇနီးမောင်နှံတွေကိုကလေးမရှိတဲ့အခွန်ကိုအသိဉာဏ်ပေးဆောင်စေခဲ့တယ်ဗျ။ဒီဆိုးရွားလာတဲ့ဇီဝနိုင်ငံရေးစံတက်မှုကြောင့်တရားမဝင်ကိုဝင်ဖြတ်ချဖို့ကြိုးပမ်းသူအမျိုးသမီးပေါင်း1000ခွဲကျော်တည်ဆုံခဲ့ရတယ်လို့ငွေဖားလာပြီးမဲ့မိဘတွေကမကျွေးမွေးနိုင်တာမို့လို့မိဘမဲ့ကေဟာတွေကိုစွန့်ပစ်ခံရတဲ့ကလေးငယ်ပေါင်း9သိန်းကျော်ထိရှိလာပါတယ်။အဲ့ဒီကလေးငယ်တွေကလည်းကေဟာတွေမှာအာဟာရချို့တဲ့တာအလွဲသုံးစားလုပ်ခံရတာနဲ့စီတုဝက်မတန်ရှင်းမှုတွေကြောင့် HIV ကူးစက်ခံရတဲ့ကြေကွဲစရာကမ္ဘာ့တမန်ဝင်ဖြစ်ရဆိုကြီးပေါ်ပေါက်လာရပါတယ်။နံပါတ်3တရုတ်နိုင်ငံရဲ့ကွာရှင်းခွင့်ပိတ်ပင်တာနဲ့လူဦးရေအကျက်တဲ့တရုတ်နိုင်ငံမှာလည်းဆယ်စုနှစ်တွေကြာအောင်ကျင့်သုံးခဲ့တဲ့တူဦးတဲ့ကလင်းမှုဝါဒ one child policy ကြောင့်အမျိုးသမီးဦးရေအလွန်မင်းရှားပါသွားပြီးအခုအခါ3ဦးထိယူခွင့်ပြုတဲ့မူဝါဒကိုပြောင်းလဲခဲ့ပေမဲ့မွေးဖွားနှုန်းကဆက်လက်ကျဆင်းပါတယ်အဲ့ဒါကိုတားဆီးဖို့အတွက်တရုတ်အစိုးရက2021ခုနှစ်ကနေစပြီးတော့မှ Civil Code Article 1089ကိုပြဋ္ဌာန်းပြီးဇနီးမောင်နှံတွေကွာရှင်းလို့ရင်
ရက်ပေါင်း30အလိုမဖြစ်မနေစောင့်ဆိုင်းရမယ် cooling off period စိတ်အေးစောင့်ဆိုင်းရမယ့်ကာလကိုတတ်မှတ်ပြီးကွာရှင်းမှုကိုအသင်းချက်ဟန်သားပါတယ်အဲ့ဒါတွေမကပါဘူးအသက်20ကျော်တကူရဲ့အမျိုးသမီးတွေဟာအိမ်အောင်ပြုတ်ဖို့ဝါဒဖြန့်ချီရန်နေရတွေကိုတုံးပြီးအပြိုကြီးလက်ကျန်ဆိုပြီးတိတ်ခါချဖိအားပေးတယ်ဗျာဒါတွေအားလုံးဟာနိုင်ငံတော်အာဏာပိုင်တွေကလူသားတွေရဲ့အချင်းနဲ့ရင်းနှီးမှုကိုသူတို့ရဲ့စိတ်ရန်နေရကြီးလဲပတ်ဖို့အတွက်နောက်ွယ်ကနေဘယ်လိုမျိုးအတုံးချပုံဖော်နေတယ်လဲဆိုတာကိုပြသနေတဲ့ထင်ရှားတဲ့သက်သေတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုခိုင်မြဲလွန်းတဲ့ဇီဝဗေဒဆိုင်ရာအင်္ဂါစာချုပ်ကြီးရုတ်တရက်ပြေးသွားတဲ့အခါအသက်ကွဲတဲ့အခါမှာဘာကြောင့်ရင်ဘက်ကနေအောက်ပြီးတော့ကိုခဏတစ်ခုလုံးဆဆရွရွနာကျင်ရတာလေလူတွေကဘဝမှာအနည်းဆုံးတစ်ချိန်တော့အသက်ကွဲမှုကြပြီးလိလချက်တွေရလူသား85ရာခိုင်နှုန်းကျော်ဘဝမှာအနည်းဆုံးတစ်ချိန်တော့ပြင်းထန်တဲ့လမ်းခွဲပြည့်စင်မှုကိုကြုံဘူးကြတယ်လို့သိရတယ်ဗျသိပ္ပံနည်းကြလိလချက်တွေရကိုချစ်သူကကိုစွန့်ပစ်သွားတဲ့အခါဒါမှမဟုတ်လမ်းခွဲလိုက်တဲ့အခါကိုအုံနောက်ရဲ့ anterior cingulate costus နဲ့ insular costus ဆိုတဲ့ဒေသတွေဟာတက်ကြွလာတယ်ဗျအဲ့ဒီနေရာတွေကခနာကိုအယိုးကျိုးတာဒါမှမဟုတ်ထိခိုက်ဒဏ်ရာရရှိတဲ့အခါမှာတုံ့ပြန်တဲ့အာယုံကျော်လမ်းကြောင်းတွေပဲဖြစ်ပါတယ်ဆိုလိုတာကကိုအုံနောက်ဟာစိတ်ပိုင်းဆိုင်ရာအသေးကွဲခြင်းနဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်ခြင်းကိုမခွဲခြားနိုင်ဘူးဗျကိုအတွက်အသေးကွဲတဲ့နာကျင်မှုဟာဓာတ်နဲ့အထုခံရသလိုအယိုးကျိုးသွားသလိုတကယ်ကိုခနာကိုတဲကထွက်ပေါ်လာတဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုအစစ်မှန်ကြီးဖြစ်နေတာပါအဲ့ဒါကြောင့်မို့လို့စီးဘက်ဆိုင်ရာသုတေသနပြုချက်တွေအရအသေးကွက်ပြီးရင်ပတ်တွေကတကယ်နာကျင်နေတဲ့အချိန်မှာကျွန်တော်တို့အဖျားပြောက်အကြိုက်ခဲပြောက်ဖို့တောင်းလေးရှိတဲ့ပါရာစီတမောတောက်တုံးပေးတာဟာအုံနောက်ရဲ့နာကျင်မှုလမ်းကြောင်းကိုတတ်တာဆေးပြီးစိတ်ပိုင်းဆိုင်ရာကြေကွဲနာကျင်မှုကိုပါအတိုင်းအတာတစ်ခုတည်းရောပါစေနိုင်တယ်ဆိုတာကိုထူးထူးဆန်းဆန်းတွေ့ရှိထားတယ်ဗျသဘောတရားကဖန်တီးပေးထားတဲ့အချစ်ရဲ့အင်အားဟာအယူကျိုးတာထက်တောင်ပုံမနှဆိုင်နာကျင်စီတာမို့လို့အသေးကွဲတဲ့ဟာပြုံးညံ့လို့မဟုတ်ပဲဇီဝဗေဒအရတကယ်ကိုပြင်းထန်တဲ့ဒဏ်ရာအစစ်မှန်ကြီးကိုခန်းစားနေရတာဖြစ်ပါတယ်။ကဲဒါဆိုရင်ဗီဒီယိုအစမှာမေးခဲ့တဲ့မေကုန်းစီကိုကျွန်တော်တို့ပြန်သွားရအောင်။ဖူးစာပဲဆိုတာတကယ်ပဲရှိသလား။ဒါမှမဟုတ်ရင်သဘောတရားရဲ့လှည့်ကွက်ကြီးတက်ပဲလား။အဖြေကတော့ဒါကသဘောတရားကကျွန်တော်တို့ကိုမိမိတို့ရဲ့မျိုးဆက်ဗီဇတွေကမ္ဘာမြေမှာဆက်လက်ရှင်သန်ကြံရစ်ဖို့အတွက်စင်သားတဲ့လက်ကွက်ကြီးဖြစ်တာမှန်ပါတယ်။ဒါအပြင်အလုပ်ရှင်တွေနဲ့နိုင်ငံတော်အစိုးရတွေကလည်းအဲ့ဒီအချစ်စိတ်ကိုသူတို့ရဲ့ကုန်ထုတ်လုပ်မှုနဲ့လူ့ရဲ့မူဝါဒတွေအတွက်အမြတ်ထုတ်ကြိုးကင်ဖို့ကြိုးစားကြတာလည်းအမှန်တရားပဲဖြစ်တယ်ဗျာ။ဒါပေမဲ့ဒီလက်ကွက်ဟာအလွန်ပဲလှပစမ်းကြပြီးတမိုးရှိလာတဲ့လှည့်ကွက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။စိတ်ပညာရှင်တွေပြောသလိုပါပဲဒီကံကြမ္မာရဲ့ဖူးစာဘက်ဆိုတဲ့မော်ဆန်တဲ့အသွေးမြင်ဟာသိပ္ပံနည်းကြအရလုံးဝအမှားကြီးဖြစ်နိုင်ပြီမဲ့ဒီယုံကြည်ချက်ကပဲလူသားနှစ်ဦးကိုဘဝရဲ့မုံတိုင်းတွေအခက်အခဲတွေကြားကလေလက်သွင်းမဖြုတ်ပဲအတူတကွကြော်ဖြတ်နိုင်အောင်စိတ်သက်ခွန်အားတွေပြီးစွမ်းနိုင်တဲ့အလွန်အစွမ်းထပ်ပြီးစင်ကျင်တုံတရားရှိတဲ့ရှင်သန်မှုဗျူဟာကြီးဖြစ်နေလို့ပါပဲအချစ်ဆိုတာအစာပိုင်းမှာတော့စင်ကျင်တုံတရားမဲ့တဲ့တန်ရုံးစင်ကြိုတစ်ခုဖြစ်ပေမဲ့အဲ့ဒီဂျိုတည်ရှိနေတဲ့အတွက်ကြောင့်ပဲဘဝရဲ့အခက်အခဲအားလုံးဟာစင်ကျင်တုံတရားရှိရှိနဲ့ကြော်ဖြတ်ရလွယ်ကူသွားရတာဖြစ်တယ်လို့ပဲဆိုချင်ပါတယ်အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့အခြေရေးကိုဒါဟာသဘောတရားရဲ့ plan ဖြစ်တဲ့ဇီဝအလုပ်တက်ပဲဆိုပြီးအများကြီးစဉ်းစားတွေးတောပြီးဝေဖန်ဆန်းစစ်မနေပါနဲ့ကိုယ့်ရင်ထဲမှာအချစ်စိတ်တွေဖြစ်ပေါ်လာပြီးသူဟာငါရဲ့ပူးစာဘက်ပဲလို့ခံစားလိုက်တဲ့အခါသဘောတရားရဲ့လှပတဲ့ပုံအတက်ကိုပဲအပြည့်အဝယုံကြည်လိုက်ပြီးကိုယ်နှလုံးသားရဲ့ခေါ်ဆောင်ရနောက်ကိုသာတတိရှိရှိလိုက်လန်းသွားလိုက်ဖို့တိုက်တွန်းပါရစေဒီနေ့ဗီဒီယိုလေးကိုသဘောကျရဲဆိုရင်ကိုယ့်ရဲ့တငယ်ချင်းတွေချစ်ရတဲ့သူတွေစီကိုမျှဝေပေးဖို့မမေ့ပါနဲ့အောင်ခင်ဗျနောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ဗဟုသုတတွေကိုစောင့်မျှော်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျအားလုံးပဲတရားလှပတဲ့အချစ်ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ